နှစ်ပေါင်း2000ကျော်ကြာပိတ်ထားဆဲပထမကရရဲ့ရှိုးဝက်တင်ချိုင်း1994ခုနှစ်မက်လာ29ရက်နေ့မှာတရုတ်နိုင်ငံကလယ်သမားတစုဟာရေတွင်းတူးနေခဲ့ကြပါတယ်။ဒါပေမဲ့တူးဖော်နေစဉ်မှာပဲသူတို့ဟာထူးဆန်းတဲ့အဆောက်အဦအမိုးတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအမိုးရဲ့အောက်မှာတော့ကဘာကျော်ရှေးဟောင်းတွေ့ရှိမှုတစ်ခုဖြစ်လာမဲ့အရာကစောင့်ကြိုနေခဲ့ပါတယ်။အဲ့ဒါကတော့မြေစင်းနဲ့ပြုတ်လုပ်ထားတဲ့အရာမှာစစ်တပ်ကြီးတစ်ခုဖြစ်ပါတယ်။အဲ့ဒီနေရာမှာစစ်တီရုပ်ပွားတော်8000ကျော်မြင်းလဲ130မြင်းရုပ်ပွားတော်920ကျော်ကိုတွေ့ရှိခဲ့ကြပါတယ်။နောက်ပိုင်းလေးလာမှုတွေအရဒီနေရာဟာတရုတ်နိုင်ငံကိုပထမဆုံးစီးလုံးညီညွတ်စေခဲ့တဲ့ချင်းမင်းဆက်ရဲ့ပထမကရအတွက်တိစောက်ထားတဲ့တင်ချိုင်းဆောက်ဦးဖြစ်ကြောင်းသိရှိလာခဲ့ပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကဒီလောက်ကြီးမားတဲ့စစ်တပ်ကြီးကိုတွေ့ခဲ့ပေမဲ့ AKS ရဲ့အုပ်ကူကိုတော့မတွေ့ခဲ့ရပါဘူး။နောက်ပိုင်းမှာအမှန်တကယ်တင်ချိုင်းဟာမြေအောက်ထဲပုံမနဲ့ရှိုင်းတဲ့နေရာတစ်ခုမှာရှိနေကြောင်းသိလာရပါတယ်။အဲ့ဒီမြေအောက်ဆောက်ဦးကြီးထဲမှာမြေအောက်စီးဆင်းနေတဲ့ရေချောင်းသုံးခုနန်းဆောင်ပုံစံအသေးစားပုံတူများအဆောက်ဦးပုံစံများအဖိုးတန်ကြောင်းမြရတနာများနဲ့ရှားပါပစ္စည်းများအပြည့်အဝရှိနေတယ်လို့ယုံကြည်ကြပါတယ်။ဒါတင်မခတ်သေးပါဘူး။ရှေးဟောင်းမတန်းအချို့အဲ့ဒီနေရာကိုဝင်ရောက်ဖို့စ조사တဲ့ကျူးကျော်သူတွေကိုတိုက်ခိုက်နိုင်ဖို့အလိုအလျောက်ပြစ်ခတ်နိုင်တဲ့လေးနက်ဆက်ရန်နေရာတွေတက်ဆင်ထားတယ်လို့တောင်ဆိုကြပါတယ်။ဒါပေမဲ့လေးနက်တွေရှိမရှိထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုရှိပါတယ်။ဒီနေ့အထိဘာကြောင့်ဘယ်သူမှအဲ့ဒီတင်ချိုင်းတွေကိုမဝင်ရောက်သေးတာလဲ။အဓိကအကြောင်းရင်းကတော့တရုတ်အစိုးရနဲ့ရှေးဟောင်းသုတေသနပညာရှင်တွေဟာမြေအောက်ခန်းကိုဖွင့်လိုက်တာနဲ့အထဲမှာနှစ်ပေါင်း2000ကျော်ကြာထိန်းသိမ်းထားတဲ့ပစ္စည်းတွေပျက်စီးသွားမှာကိုစိုးရိမ်နေကြလို့ဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာအကြီးဆုံးရှေးဟောင်းရှိုးဝက်ချက်တွေကတစ်ခုဟာယနေ့အချိန်ထိမြေအောက်အမောင်ထဲမှာပဲဆက်လက်တည်ရှိနေစေဖြစ်ပါတယ်။ကမ္ဘာပေါ်ကရှိုးဝက်စမ်းကျဲတဲ့ရှေးဟောင်းမွေအနှစ်တွေမဖော်ထုတ်ရသေးတဲ့တမိုင်းဝင်နေရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ like hey follow လုပ်ထားဖို့မမေ့ပါနဲ့တဲ့